အားလုံးပဲမင်္ဂလာပါကျွန်တော် NTK ကွန်ပျူတာနဲ့ကြိုဆိုပါတယ်ဆန်ဆောင်လက်တော့လေးအားမဝင်တာပေါ့နော်ချာချင်မဝင်ဖြစ်နေတယ်ကျွန်တော်အားမဝင်လားမဝင်လားဆိုတော့ချက်စစ်မှဖြစ်ပါတယ်တော့เนาะ 0% လည်းမတက်ဘူးပြနေတယ်။နည်းတော့စောင့်ကြည့်လိုက်မယ်เนาะဟုတ်ကျွန်တော်တို့သူကစောင့်ကြည့်တာပေါ့နော်ဘက်ထရီက 0% လည်းစမတက်ဘူးနော်ဘက်ထရီကိုလည်းကျွန်တော်တို့ဖြုတ်ပြီးတော့စစ်ကြည့်ပွားရင်နော်ဘက်ထရီကကောင်းတယ်ချာဂျင်ဝင်တော့အဲ့တော့ကျွန်တော်တို့ချာဂျင်အပိုင်းလေးကိုလိုက်မှဖြစ်ပါတယ်ချာဂျင်ကနိုင်ဖို့ပေါ့နော်နိုင်ဖို့ကနေဆက်ပြီးတော့မတက်ဘူးပေါ့နော်သူကလည်းတွဲဖို့ရှိအောင်နော်ဘက်ထရီက 0% ကျနေတာဆိုဟိုက်ဘရစ်တွားမှာပေါ့နော်ဘာဖြစ်ပဲပေါ့နော်ကျွန်တော်တို့ချက်တော့စောင့်ကြည့်မယ်ဒီနိုင်ဖို့ကနေပြီးတော့ဘယ်လောက်ထိဆက်တက်သွားမလဲဆိုတော့စောင့်ကြည့်ပါဖြစ်ပါလားနိုင်ဖို့တွေရတယ်စမ်းမတက်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့လောက်ရမှာကအရင်ဆုံးဘာဖြစ်နော်ချာဂျင် IC ကိုအရင်လမ်းကြီးမှာဖြစ်ပါတယ်ချာဂျင် IC ပါနော်ဒီကောင်ကSamsung လက်တော့ဆိုတော့သူ့အတွက် schematic တို့ပုံပြလို့မရှိတော့ဘူးနော်အဲ့ချာဂျင် IC ကဒါပါကျွန်တော်တို့ချာဂျင်IC လဲပြီးပါပြီအဲ့တော့ block ထွက်လဲတာကြည့်ပါမယ် 10.6 သူကဆက်ပြီးတော့တက်နေတော့ဗောနော်ဒါဆိုရင်တော့ဒါချာဂျင်ဝင်နေပြီဗောနော်ဘက်ထရီကိုအားဝင်နေပြီဗောနော်အခုကျွန်တော်တို့မှန်နဲ့ထည့်ပြီးတော့เนาะဘလို့တက်တဲ့ချိန်မှာအားဝင်လာပါစနစ်ပြလာချက်ကြည့်မှချက်ပါလား50ရက်ကတော့ရှိနေပြီပေါ့58ပေါ့နော်ဒါဆိုအားဝင်တာတကြပါပြီအဲဆိုရင်တော့ Samsung လက်တော့လေး power on
root charging okay သွားပြီပေါ့နော်